ဒီနေ့က cryptocurrency လောကမှာ Coinbase ဆိုတာမသိသူမရှိလောက်တောင်ပါပဲဒီအောင်မြင်မှုတွေရဲ့နောက်ွယ်မှာဘလို့စူးစမ်းမှုတွေရှိခဲ့တယ်ဆိုတာကိုမိတ်ဆွေရောသိကျင်နေပြီလားဒီလိုခိုင်မာတဲ့အခြေခံအုတ်မြစ်တွေဟာဘလို့စိတ်အားထက်သန်မှုတွေကနေဖြစ်လာခဲ့တယ်လဲဆိုတာကိုဒီတစ်ခါမှာပြောပြပေးခြင်းပါတယ် Coinbase ရဲ့ဘူးတွဲတီထောင်သူနဲ့ CEO ဖြစ်တဲ့ Brian Armstrong ဟာကုမ္ပဏီရဲ့အစောဆုံးနေ့ရက်တွေတုန်းကစိန်ခေါ်မှုများစွာကိုရင်ဆိုင်ခဲ့ရပါတယ်။သူဟာအဲ့ဒီအချိန်တုန်းကလက်ရှိဖြစ်ပျက်နေတဲ့ကမ္ဘာကြီးမှာ crypto ရဲ့အခန်းကဏ္ဍကဘလောက်အရေးပါလာမလဲဆိုတာကိုကြိုတင်မြင်ခဲ့သူပါ။ဒီလိုကြီးမားတဲ့ရည်မှန်းချက်နဲ့စတင်ခဲ့ရတာဟာတကယ်တော့လွယ်ကူတဲ့လမ်းကြောင်းမဟုတ်ခဲ့ပါဘူး။ Brian Armstrong ဟာ YC လို့လူသိများတဲ့ Y Combinator အစီအစဉ်ကိုအကြိမ်ကြိမ်လျှောက်ထားခဲ့ရတာပါ။ဒါဟာသူ့ရဲ့ဇွဲနှစ်ဖက်နဲ့မလျှော့တဲ့လုံလကိုပြသနေတာဖြစ်ပြီးစွန့်ဦးတီထွင်သူတိုင်းအတွက်အတူယူစရာပါပဲ။တချို့အခက်အခဲတွေဟာတစ်ကြိမ်နဲ့မရနိုင်ဘူးဆိုတဲ့သင်ခန်းစာကိုလည်းသူကသက်သေပြခဲ့ပါတယ်။သူ့ရဲ့ခရီးတစ်လျှောက်လုံးမှာ Brian ဟာအမြဲတမ်းပြောင်းလဲနေတဲ့ cryptocurrency လောကရဲ့အတက်အကျတွေကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရပါတယ်။ဒီလိုမတည်ငြိမ်တဲ့ပတ်ဝန်းကျင်မှာဘလို့ရက်တည်ခဲ့ပြီးဘလို့ဆုံးဖြတ်ချက်တွေချမှတ်ခဲ့တယ်ဆိုတာကိုသိရှိနိုင်ပါတယ်။သူ့ရဲ့အတွေ့အကြုံတွေဟာCoinbase ကိုဒီနည်းလိုကြီးမားတဲ့အဖွဲ့အစည်းကြီးဖြစ်လာစေဖို့အတိကတောင်းအားတစ်ခုဖြစ်ခဲ့ပါတယ်။အနာဂတ်မှာ crypto လောကဘယ်လိုဆက်လက်ပြောင်းလဲအောင်မလဲဆိုတာကိုသူကအမြင်စိတ်ဝင်စားလေ့လာနေသူလည်းဖြစ်ပါတယ်။ Brian Armstrong ရဲ့ဇာတ်လမ်းကနေရရှိနိုင်တဲ့အသိပညာတွေကတော့စွန့်ဦးတီထွင်သူတိုင်းအတွက်အရေးကြီးတဲ့အခြေခံတွေကိုပေးစွမ်းနိုင်ပါတယ်။ဒီလိုခေါင်းဆောင်တစ်ယောက်ရဲ့ခံယူချက်နဲ့အတွေ့အကြုံတွေကိုနားလည်ခြင်းဟာတင့်ရဲ့ကိုယ်ပိုင်ခရီးလမ်းမှာလည်းအထောက်အကူဖြစ်စေမှာပါ